ချန်ပီယံပြေးလန်းပေါ်ကနေခြေတလန်မှားသွားခဲ့လို့စီးရီးအခန်းအာကြီးအချက်ဖြစ်လာခဲ့ပြီးတော့စီသူလင်ဘွဲကိုဂန်နာတို့စီကနေလွှဲယူလိုက်တဲ့မန်စီးတီးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိတ်ဆွေတို့ရဲ့ကိုစိတ်နှလုံးသုံးပါးလုံးကိုစိတ်ချမ်းသာစေရမယ့်တင်ဆက်သူကိုကာကြီးပဲဖြစ်ပါတယ်မနေ့ကရှင်ပြန်ကစားခဲ့တဲ့မန်စီးတီးနဲ့အေဗာတန်ပွဲပြီးမှာတော့ချန်ပီယံဖလားကဘသူ့လက်ထဲမှာထားတင်လဲဆိုတဲ့အဖြေကထွက်ပေါ်လာခဲ့ပါပြီအာဆင်နယ်နဲ့မန်စီးတီးတို့အမှတ်တူ6ကွာခြားချက်နဲ့ချန်ပီယံပြေးလန်းကြောင်းပေါ်မှာအသေးအတန်ရှင်ပြိုင်နေချိန်အေဗာတန်ဆိုတဲ့ဖြတ်မြင့်တစ်ကောင်ကမန်စီးတီးတို့သွားရလမ်းကိုပိတ်ဆို့လိုက်တာကြောင့်ပဲဒီပွဲဟာချန်ပီယံဘယ်သူလဲဆိုတာဆုံးဖြတ်ပေးလိုက်ပါပြီ။ทีนั้นတစ်ခုမှာဘရင်တစ်ပါးပဲမင်းပြုတ်နိုင်ွယ်ရှိတယ်။ဂူတကူမှာအချင်းတဲ့နှစ်ကောင်မအောင်မှုဆိုတဲ့စကားတိုင်းပဲပရီးမီးယားလိမှာလည်းဖလားရယူမဲ့ဘရင်ဟာတစ်ပါးပဲရှိပါတယ်။အစင်ချင်းမတူပဲခြေလာနှိုင်းချင်တဲ့ကောင်တွေကိုအေဗာတန်ကဘာလဲဆိုတာပြသခဲ့ပြီးတော့ဖလားကဘယ်သူနဲ့ပိုထိုက်တန်တယ်လဲဆိုတာကိုဆုံးဖြတ်ပေးလိုက်တာပါ။ပထမပိုင်းမှာမန်စီးတီးတို့ခြေစွမ်းအသာစီနဲ့ကစားပြီးပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့အေဗာတန်ရဲ့အဆက်မပြတ်ဖိအားပေးကစားမှုတွေအောက်မှာမန်စီးတီးတို့ကစားပုံလုံးဝပျက်စီးသွားခဲ့ရပါတယ်။အေဗာတန်ရဲ့ကွင်းသစ်ကြီးမှာမန်စီးတီးနောက်တိုင်းအမှားယွင်းတွေကိုအခွင့်ကောင်းယူပြီး3ဂိုးထိသွင်းယူနိုင်ခဲ့တာကြောင့်မန်စီးတီးတို့အဝေးကွင်းမှာအမှတ်လျော့ခဲ့ရပါတယ်။ဒီရလဒ်ကြောင့်ပဲအာဆင်နယ်တို့အတွက်ချန်ပီယံဖြစ်ဖို့လမ်းကြောင်းဟာအပွင့်လင်းဆုံးခြေနေကိုရောက်ရှိသွားခဲ့ပါပြီ။ဒိုကူရဲ့နောက်ဆုံးမိနစ်ခြေပါကိုကမန်စီးတီးရဲ့ချန်ပီယံမျှော်လင့်ချက်ကိုအသက်ရှူရုံလေးပဲအခွင့်အရေးပေးထားနိုင်တော့တာဖြစ်ပါတယ်။အခုဆိုရင်အာဆင်နယ်တို့အတွက်ချန်ပီယံဖလားကိုပွေဖက်ဖို့ကလက်တကမ်းအကွာကိုရောက်လာခဲ့ပါပြီ။